ဆက်လန်ကလက်ရှိပြစ်ဆုံးပုံပြောင်းသွားပြီးစစ်ဘက်ကဆက်ပြစ်နေလုံးဖြစ်ကလီယန်ဆိုင်ယာဘန်ဖီကဘလက်မကောင်းမောင်းနေပြီးအပြင်းထန်ဆုံးတိုက်ခိုက်နေခဲ့ပါတယ်။နောက်ဆုံးမှာသူကစစ်ပွဲကိုနိုင်ရလိုက်ပါတယ်။အဲကြောင့်ပျော်ရွှင်စွာနဲ့သူကဒီကဘာမှာငေါ့ကိုဘယ်သူမှမကြော်နိုင်တော့ဘူးလို့ပြောဆိုလိုက်ပါတယ်။သူစစ်တပ်ကဝန်နှင်းမြောင်းကနေရောက်လာပြီးလီယန်ကသူ့အဓိကတင်မောဖို့တက်သွားခဲ့ပါတယ်။ထို့တော့အတွင်းအခြားနယ်ပယ်တစ်ခုမှာကာမာဇာကီကိုမူပါစေခဲ့ပြီးဒီကဘာတစ်ကိုတမန်ကြီးလက်နဲ့အုပ်ဆိုဖို့စိတ်ပန်ပြထားခဲ့တာဖြစ်ပါတယ်။လီယန်ကအခုချိန်မှာဒီကဘာတစ်ရဲ့မူဝတ်တော်ဦးဖြစ်လာကအဲဒီတလုံးရဲ့ခေါင်းပေါ်မှာသူ့တိတ်ကိုပြန်တတိယနေခဲ့ပါတယ်။သူ့မိသားစုကဟိုက်ဒရာလို့ခေါ်တဲ့ဂျိုတကူပေါ်အုပ်ဆိုတဲ့ဆိုတာမှတ်မိပေမဲ့အိမ်ပြောင်းတဲ့ကသူ့မွေနေအထိမ်းမဲ့နဲ့ကျိုးစုံမှုတွေပြုလုပ်နေအောင်တွေးလိုက်ရပါတယ်။သူ့အမေကဒီနေ့ဟာသူ့မွေနေလို့ပြောပြီးအထူးလက်ဆောင်တစ်ခုပေးလိုက်ပါတယ်။သူမကမော်ပြင်ကောင်ကိုအသုံးပြုပြီးသူ့ကိုလက်ဆောင်ကြီးတစ်ခုစီခေါ်ဆောင်သွားပြီးဂျီမွန်ကွန်ထရိုးတစ်ခုဖြစ်တယ်လို့ပြောပါတယ်။သူ့အမေကဒီကိရိယာကိုအသုံးပြုပြီးသူကြိုက်နေတဲ့အစီကံတယောက်ကိုရွေးချယ်တယ်လို့ရှင်းပြပါတယ်။အံ့အသင့်လာတဲ့လီယန်ကသူ့ကြိုက်တွေကိုတကူးဆိုင်ရွေးချယ်ပြီးချောက်လုပ်နေပါတယ်။အဲ့ဒီအချိန်မှာသူ့ဖေရောက်လာပြီးပိုကျန်းတဲ့အံ့အသင့်စရာတစ်ခုပေးပါတယ်။ဒါပေမဲ့အဲ့ဒါကဗန်ဖေးရဲရာကိုပေးတာဖြစ်လို့အသက်9နှစ်ရွယ်မှာကလောက်ဖြစ်ခန်းခံလိုက်ရတာကိုလီယန်ကအံ့အသင့်သွားခဲ့ရပါတယ်။လီယန်အတွက်ဒါကစိုးရိမ်ရမလို့ဘူးလို့သူ့ဖေကအားပေးပြောဆိုနေကလီယန်ကသူတို့ကိုလာစဉ်ပတ်စံပို့ပေးဖို့လိုတယ်လို့ပြောပါတယ်။သူ့ဖေကသဘောတူပြီးဒီလီလန်နဲ့လီယန်ကလွတ်လွတ်လပ်နေနိုင်မယ်လို့ပြောပါတယ်။အကျိုးကျေးဇူးတွေမြင်တဲ့အခါလီယန်ကသားကျုပ်ကိုလက်မှတ်ထိုးလိုက်တာဖြစ်လို့သူ့ဖေကရမ်းပြော့သွားခဲ့ရပါတယ်။မိဘတွေကမြို့တော်ထွက်ခွာသွားပြီးလီယန်ကသူတို့ရဲ့နေမျိုးကိုအုပ်ဆိုဖို့ခြံထားခဲ့ပြီးအတွင်းမှာကျင်းနေခဲ့တဲ့လီယန်ကသူ့လှုပ်ရှားနေခဲ့ပါတယ်။အခုသူ့မှာအပြည့်အဝထိန်းချုပ်ခွင့်ရှိတာကိုသိလိုက်ရပြီဖြစ်တာကြောင့်သူကလမ်းညွှန်ကိုသူ့ကိုလုပ်ပေးခဲ့တဲ့အခွင့်အရေးအတွက်အထူးကျေးဇူးတင်နေခဲ့ပါတယ်။ထို့တော့တွင်လီယန်ရဲ့မူလကဘာမှာကာမာဇာကီရဲ့အလောင်းကကျင်းနေပြီးသူ့ဝိညာဉ်ကအလုံးဝပျောက်သွားခဲ့ရပါတယ်။လမ်းညွှန်ကပျော်ရွှင်စွာနဲ့သူကငါးခေါင်ခွင်းနဲ့ကြာသွားတာဘယ်တော့မှသိမှာမဟုတ်ဘူးလို့ပြောရင်ငါကသူ့ရဲ့နှုတ်တက္ကဆောင်နဲ့ခံစားချက်တွေကိုအမြဲတမ်းစားတောက်နေမယ်လို့ပြောပါတယ်။သူကနောက်ထပ်အလုပ်တွေပြီးအောင်လုပ်ဖို့ပြင်ဆင်နေခဲ့ပြီးမိကကိုကာမာဇာကီရဲ့အရင်ကြီးကဲနဲ့စကားပြောနေတာကိုတွေ့လိုက်ရပါတယ်။အကြီးကဲကကာမာဇာကီအတွက်စိတ်မကောင်းဖြစ်နေတယ်လို့အားဆောင်နေပေမဲ့မိကဂူးမဆိုင်ဘူးစုကမိမမာယာရွှေပေးမရတယ်လို့သူမရဲ့ဘဝတစ်ကိုပဲဂူးဆိုင်နေခဲ့ပါတယ်။သူမကဘာဆက်လုပ်ရမလဲလို့မေးရင်အကြီးကဲကယုံကြည်မှုရှိနဲ့မကြခင်မှာလက်ထပ်နိုင်တယ်လို့ပြောပါတယ်။ရုတ်တရက်အာနာပိုင်တွေရောက်လာပြီးကာမာဇာကီကိုစီရင်ခံရဖို့သူ့အစီအစဉ်ကိုဖော်ထုတ်ပြလိုက်ပါတယ်။အကြီးကစိတ်ပြတ်သွားပြီးမှားယွင်းနေတယ်လို့စွပ်ပြောပေမဲ့သူ့ကိုဖမ်းဆီးခေါ်ဆောင်သွားကမိကာကသူတို့ကိုရတံဖို့ကြိုးစားနေပေမဲ့လက်ကားဖြစ်နေခဲ့ရပါတယ်။လမ်းညွှန်ကဒါကမင်းရဲ့ရွေးချယ်ခဲ့တဲ့ကျင်နာမှုပါဆိုပြီးတော့အခုတော့မင်းကိုတကယ်ချစ်တဲ့သူပြောက်ခွက်သွားပြီလို့ပြောနေရင်မိကာကထိုးကျသွားခဲ့ရဖြစ်ပါတယ်။ဒီကဘာတဲ့ရဲ့အခြားတနေရာမှာလမ်းညွှန်ကကာမာဇာကီကိုစောင့်ကြည့်နေခဲ့တာဖြစ်ပြီးဒီကဘာမှာလူတွေကအသက်ရှည်ရကြတာကြောင့်သူကအချိန်ကြာကြီးခံစားရမယ်လို့ပြောရင်အလုပ်လက္ခဏာဆောင်တဲ့ခံစားချက်တွေကိုအဆုံးမရှိထောက်ပံ့ပေးနေမယ်လို့ပြောပါတယ်။ထို့တော့တွင်ခွေးတကောင်ရဲ့ဝိညာဉ်ကပေါ်လာပြီးကာမာဇာကီကိုကြည့်နေပြီးတော့ထွက်ခွာသွားခဲ့ပါတယ်။ဒီကဘာရဲ့အခြားတနေရာမှာတော့အာကာသလူရမှုအဖွဲ့နှစ်ခုကြားစစ်ပွဲတစ်ခုဖြစ်ပွားနေပြီးသူတို့ကသူတို့ရဲ့အားကောင်းတဲ့မကာတွေကိုအသုံးပြုပြီးအားလုံးကိုလူရက်ဖို့အစဉ်သစ်ဖြစ်နေပါတယ်။လူရသူကောင်းဆောင်ကအနိုင်ရမယ်လို့ယုံကြည်နေပေမဲ့ကြောက်စရာကောင်းတဲ့မကာအစ်စ်တစီပေါ်လာတဲ့အခါအဖွဲ့တစ်ဖွဲ့လုံးတယောက်တည်းနဲ့ဖျက်ဆီးပစ်လက်ခံလိုက်ရပါတယ်။စစ်ဘက်ကဆက်ပြစ်နေပြီးအပြည့်အဝမကာကိုခရစ်စတီနာကဥဆောင်နေပြီးသူမကတချင်ကမကာတယောက်ဖြစ်ခဲ့ပြီးဒီရနဲ့မတွေ့ရင်ဖြစ်ပါတယ်။လီယန်ကအိမ်မှာပြောင်းတဲ့အခါသူကတက်တက်လုံးထဲမှာရဲတကောင်ကိုတွေ့လိုက်ရပြီးဒါကိုမြင်တဲ့အခါသူ့မှာရမ်းပျော်ရွှင်မှုကိုခံစားလိုက်ရပြီးတောင်းဆိုခဲ့တဲ့အစီကံနဲ့ကန့်ညီရကိုသတိထားမိလိုက်ပါတယ်။ဒီဘက်ကိုဘယ်လိုဖွင့်ရမလဲဆိုတာမသိလို့သူကအစီကံကိုအကူအညီတောင်းမိမယ်အစီကံကတက်တာကလုံချိုးရေးအတွက်ဒီဇိုင်းလုပ်ထားတာလို့ရှင်းပြပြီးလီယန်ကသူ့လက်ကိုအပေါ်ကနေတင်ဖို့လိုတယ်လို့ပြောပါတယ်။လီယန်ကလိုလက်တဲ့အခါတက်တာကပျောက်ကွယ်သွားပြီးအစီကံကပေါ်လာကအစီကံသူ့မျက်လုံးတွေကိုဖွင့်ပြီးကျမနိုင်မီကအမွန်ဒီပါလို့ပြောရင်ခမောင်းကိုလေးစားပါတယ်လို့ညီကျေးစွာမိတ်ဆက်လိုက်တာကိုသိလိုက်ရပါတယ်။လီယန်ကနည်းနည်းတင်းကျပ်နေပြီးအမွန်ဒီကသူ့ကိုနောက်ထပ်အချက်လက်ပေးဖို့ကြိုးစားနေပေမဲ့သူကအာရုံမစိုက်ပဲအယုတ်ကဘာနဲ့လောက်ထားရလဲလို့စစ်သေးနေပြီးတော့အမွန်ဒီကိုခေါ်သွားပြီးသူ့ကိုတားဆီးဖို့ကြိုးစားတဲ့အစီကံကိုလွတ်လွတ်ရွှေ့ထားလိုက်ပါတယ်။ဒီနေ့ပိုင်းမှာအမွန်ဒီကလီယန်ကိုနှိမ့်နှံပေးပြီးဒါကသူ့ကိုနိုင်ရစေပေမဲ့အစီကံကအတူရောင်ငြိမ်တူအပေါ်အလုံးစုံမမိခိုးဖို့တတိပေးနေပါတယ်။လီယန်ကဒီချက်ကိုနားမလည်ပဲသူကအမွန်ဒီကိုသူ့ကိုထိခိုက်နိုင်မလားလို့မေးပါတယ်။အမွန်ဒီကမထိခိုက်ပါဘူးလို့ဆိုရင်သူကသူ့ရဲ့တခင်လို့ဖိလိုက်တာကိုကြားလိုက်ရတဲ့အခါလီယန်ကစစ်တက်တက်ရသွားခဲ့ရပါတယ်။နှိမ့်နှံမှုကိုနောက်တစ်ခါထပ်ခံစားရပြီးရုတ်တရက်အစီကံကအင်ပါယာကအတူရောင်ငြိမ်ကိုမနစ်တက်ဘူးလို့ရှင်းပြနေပေမဲ့လီယန်ကဘာကြောက်လဲလို့မေးတဲ့အခါအစီကံကအတိတ်မှာငြိမ်တူတွေနဲ့ထိန်းချုပ်ထားတဲ့စက်တွေကလုံကဲစွာအားကောင်းလာပြီးလူသားတွေကိုဖြုတ်ချဖို့နှီးစက်သွားတယ်လို့ပြောပါတယ်။ပုံကမှုတစ်ခုကသူတို့ကိုဖယ်ရှားပစ်လိုက်ပြီးအင်ပါယာတီထောင်လိုက်ကလီယန်ကဒါဆိုသူ့မိကဘာကြောင့်သူ့ကို AI အခြေခံနဲ့အစီကံပေးရတယ်လို့မေးပါတယ်။အစီကံကဝင်နေပေမဲ့နောက်ဆုံးမှာဗန်ဖီမိသားစုကအကျွေးနဲ့နှမြုပ်နေတယ်လို့ပြောပါတယ်။လီယန်ကသူ့ဖေတို့ကသူ့ကိုဒီလိုအခြေအနေဆိုးတဲ့အောင်တမင်လုပ်ခဲ့တာလားလို့မေးနေတာဖြစ်ပေမဲ့အစီကံကသူတို့မှရွေးချယ်စရာမရှိဘူးလို့ရှင်းပြလိုက်ပါတယ်။သူတို့ရဲ့ပတ်စံအများစုကိုအကျွေးရှင်တွေကလူသွားပြီလို့ပြောပါတယ်။လီယန်ကဒီကြုံမှာတမိုးရှိတဲ့အရာဘာမှမရှိဘူးဆိုတာသတိထားလိုက်မိပေမဲ့ဘာတစ်ခုတည်းမှာဒေတာတန်တချို့ကသူတို့ရဲ့တက်လွင်တဲ့တခင်ကြောင့်ဆွေးနွေးနေကြပါတယ်။အသက်9နှစ်ပဲရှိသေးတယ်။အံ့အသင့်နေကြမှာပဲအဖိုးတယောက်ကမျက်နှာရှုပ်ပြီးအသက်ဖြစ်နေတဲ့တခင်တွေကအခွန်သွင်းနေမြင့်နေလာစေတယ်လို့ပြောပြနေပါတယ်။ဘားစင်မှာရှိတဲ့မျိုးသမီးကသတိထားဖို့လိုတယ်လို့တတိပေးကတယောက်ကြားသားတတ်နေလို့ပြောနေပါတယ်။ဒီကြိုကအရာမထင်ဘူးဆိုတာသိလိုက်ရတဲ့အခါသူ့ကိုယ်ပိုင်မိသားတွေကသူ့ကိုလှည့်စားခံလိုက်ရတဲ့သိလိုက်ရတဲ့အချိန်လီယန်ကသူ့တိတ်ဘွားမှာတစ်သက်ပေါက်ခံရတာကိုတတိရလိုက်ပြီးဖြစ်ပါတယ်။ဒါပေမဲ့အေးစေးတိတ်ဆိတ်နေတဲ့အမွန်ဒီကိုကြည့်တဲ့အခါသူ့လိုပဲကဘာကြီးကသူ့လိုချင်တာမရှိတဲ့သူပဲမြင်လိုက်ရပါတယ်။သူကအင်ပါယာကအတူရောင်ငြိမ်တူကိုမနစ်တက်ဘူးဆိုပေမဲ့ငါ့ကလည်းဘယ်သူမှကူးဆိုင်ဘူးလို့ငါတို့အတူတူရင်းနှီးနေကြတယ်လို့ပြောပါတယ်။အစီကံကသူ့ကိုဒီအတွေးကိုဖျောက်ဖို့ကြိုးစားပေမဲ့လီယန်ကလှစ်ရွှေ့ထားလိုက်ပါတယ်။အကျွေးကနေလွတ်မြောက်ပြီး
အာနာရဲ့စစ်ပန်ဖြစ်တာပဲမယ်လီယန်ကအမိုနီကိုသူ့ကိုညီမယ်လို့ပြောပါတယ်ပြီးတော့သူပေကုမိုးနဲ့ခေါင်းဆောင်ဖြစ်ဖို့လမ်းကြောင်းအတွက်အမိုနီကိုအမြဲတမ်းလိုက်ရမယ်မိတ်သုံးချက်ချမှတ်လိုက်ပါတယ်အမိုနီကမတုံလို့သဘောတူလိုက်ကလီယန်ကသူ့အုပ်ချုပ်ခြင်းမဲ့အခုချိန်မှာလိုအပ်တဲ့ကျွမ်းကျင်မှုမရှိသေးဘူးလို့အတိမတ်ပြောဆိုရတယ်အမိုနီကသူ့ကိုအချိန်ကြိုတင်ထားတဲ့အအိတ်ကနေအသိပညာရနိုင်တယ်လို့အကြံပေးနေတာကိုအစီကံကကန့်ကွက်လိုက်ပါတယ်အီယန်ကိုအစိုးရပေါ်လွှမ်းမိုးပေးတာကအန်ရရှိတယ်လို့စစ်ပြောနေပေမဲ့လီယန်ကနားမထောင်ပဲသူ့ရဲ့အင်ပါယာဥပဒေအရအီယန်ကူညီချို့ကိုခွင့်ပြုထားရလို့ငင်းကုန်နေပြီးသူ့မှာအုပ်ချုပ်ဖို့ဘယ်လိုလုပ်ရမလဲဆိုတာမသိသေးတဲ့အတွက်အမိုနီကသူ့ကိုကူညီမယ်လို့ပြောပါတယ်လီယန်ကအချိန်ကြိုတင်ထားတဲ့အိတ်ထဲဝင်ဖို့အသင့်ပြနေတဲ့အခါအစီကံကစိုးရိမ်နေတော့ဖြစ်ပေမဲ့ရင်းရှိတွေကလီယန်ရဲ့အီယန်ကိုသိရင်ဝင်ရောက်ဆက်ပတ်မယ်လို့ကြောက်နေတာဖြစ်ပါတယ်ဒါပေမဲ့လီယန်ကမတုံမလုံးရက်တီနေကအဲ့ထဲမှာ6လကြာပြီးရင်သူ့မှာ10နှစ်စာလောက်အသိပညာရလာမယ်လို့ရှင်းပြလိုက်ပါတယ်။လီယန်ကအမိုနီမှာစိတ်ကစားရရှိလာလို့မေးတဲ့အခါအမိုနီကသူ့မရဲ့ညင်ကြီးကစိတ်ကစားချက်တွေကိုနားလည်နိုင်ပေတကယ်စိတ်ကစားချက်တွေမရှိဘူးလို့ယုံကြည်တယ်လို့ပြန်ဖြေပါတယ်။ဒါပေမဲ့လီယန်ကသူ့မကိုသူနဲ့အတူနေဖို့ပြောတဲ့အခါသူ့မရဲ့ professor ကတူတောင်းတဲ့အချိန်အတွင်းမလုံမြန်တော့ခဲ့ရလီယန်ကဒါကိုတတိထားမိပြီးအနေငယ်ရှက်သွားခဲ့ရပါတယ်။နောက်ဆုံးမှာသူ့ဒီပညာတွေကိုဝင်ရောက်ဆက်ပတ်ဖို့အဲ့ထဲကိုစတင်ဝင်သားခဲ့ပါတယ်။သူပြောသွားကနီမှာအမိုနီကသူ့ကိုစောင့်နေမယ်လို့အားပေးပြောဆိုလိုက်ပါတယ်